မွန်ပြည်နယ်ရေမျိုးနဲ့တကွရင်လေးဖရာပေါ့နော်တွားထားတဲ့ဗီဒီယိုလေးပြပြထားပါတယ်ဒီတွားတာတော့နည်းနည်းတော့ကြာပြီပေါ့နော်အခုအားလုံးလေးဗီဒီယိုအက်တစ်လုပ်ထားပါတယ်ဒီမှာဝင်ချင်းဆိုရင်ဒါပေါ့နော်အခုဆိုရင်ပြီးနေလောက်ပြီလားမသိဘူးပေါ့နော်ဒီမှာတော့ကိုတပည့်တဲ့ဖရာပေါ့နော်ဒါဆောက်လက်ဆိုင်ဒီမှာပန်းရယ်ဆိုရန်ကိုလှပါတယ်ဒါဒီမှာဖရာရအများကြီးပဲနော်အရင်ခေတ်နန်းတော်လို့လုပ်ထားတယ်ပေါ့နော်ရန်ကိုလှတပည့်ပါတယ်ဒါကတော့လေးမျက်နှာဖရာဒါတော့မြင်ဘူးချမယ်လို့ထင်ပါတယ်လေးမျက်နှာဖရာပါနော်လေးမျက်နှာဖရာတွေ့ပြီးတာနဲ့သူ့ရဲ့ပုံမှန်ဆိုပညာလဲဆိုတော့ဟိုလက်ပတ်တွေပါပေးတဲ့နေရာပါနော်ဒီပေါ်ရောက်ပါတယ်အမှဆိုရင်တရိတ်ဆန်တွေလည်းအများကြီးမွေးထားပါနော်ဒါအုတ်ဖျားရင်အုတ်ဖျားတွေကိုဖူးပြီးဆိုတာနဲ့ပါတယ်အမှကိုရတော်တဲ့ချိန်တော့စတူဒီတာတွေကျွေးတဲ့ချိန်ဖြစ်နေတော့စတူဒီတာတို့ဝင်စားလိုက်ပါတယ်ပေါ့နော်ဒါကပါဆိုသူတို့ဘက်ကချက်တဲ့ကြာစံချက်ပေါ့နော်အမှကိုရချက်တဲ့ကြာစံချက်နဲ့တော့မတူဘူးပေါ့နော်သူတို့ထဲတဲ့ဟာနဲ့ဒါမဲ့မွေးချင်းဆိုပေမဲ့ထဲတဲ့ဟိုချက်တာချင်းမတူဘူးပေါ့နော်ဒါစားတဲ့ရန်ကောင်းပါလေအမှနှစ်ပတ်ကတော့ဆွဲရတယ်ပေါ့နော်အမှမိသားစုလေးပါဒါလေးကအကုန်လုံးကြည့်ကြတိရစ္ဆာန်မှာကြည့်ပြောပြီးဆိုရင်လေးမျက်နှာဖျားကိုသွားကြမယ်ပေါ့နော်ဒီမှာလက်ပတ်လေးဝင်ယူလိုက်တယ်ပေါ့နော်လက်ပတ်လေးအလူဝင်ထည့်ရင်လက်ပတ်လေးလိုက်ပါလေကဲဒါပြီးတော့လေးမျက်နှာဖျားပေါ်တက်မယ်ပေါ့နော်လေးမျက်နှာဖျားအပေါ်ကြီးတော့ဒီတစ်ခါတော့မတက်တော့ပါဘူးဒါဟုတ်ပြင်ပန်းနေလို့ပေါ့နော်ဒါတင်းတင်းလေးလူများတော့မချိန်နဲ့မရတာနဲ့အပေါ်မတက်ပဲနဲ့ဒီအောက်ကတစ်ထပ်လောက်ပဲပဝန်းကျင်မှာတက်ပါလေဒီမှာတော့ကိုယ်မိသားစုလေးမိသားစုပေါ့နော်ကိုချက်ဘက်ကမိသားစုနဲ့တွားရပါပါရန်လေးပြောရှင်းရပါတယ်ဒီမှာအပေါ်မှာဆိုရင်တစ်ထပ်မှာဆိုရင်ဖျားလေးရှိတယ်ပေါ့နော်ရန်ကိုတက်ဖဲတဲ့နေရာပါဒါဒီပါရောက်ဘူးတဲ့လူတွေချက်ဝေးတဲ့လူဆိုတာမြင်ဘူးအောင်ရှင်းပြပြတာပေါ့နော်ဒီနီးနားဆိုရင်တော့အမြဲတမ်းတော့ရောက်ဖြစ်မယ်လို့ထင်ပါတယ်ဒါကိုကဲလေးမျက်နှာဖျားဖူးပြီးဆိုတော့ဒါသူ့ရဲ့ဒီဖေးမှာလျှောင်းတော်မူဖျားကိုတော့ပြီးတော့ဖူးမှာပဲဖြစ်ပါတယ်ရှင်ဒါလျှောင်းတော်မူဖျားမဖူးခင်ပေါ့နော်ဒီမှာသူ့ရဲ့ဒီရှေ့ကရှုခင်းလေးတွေပေါ့နော်တောင်တန်းလေးအရန်ကိုလှပြီးတော့ဖျားဆိုလေရန်ကိုတက်ပယ်တယ်ပေါ့နော်ဒီမှာကြီးအိုးဘက်မှာဆိုရင်တောင်တွေကိုပုံမြင်ရတယ်ပေါ့နော်ဒါလျှောင်းတော်မူဖျားအရှိပေါ့နော်ဒါလေသူ့ရဲ့ရှုခင်းလေးတွေပါပြရတာပါအမကိုယ်တွေတွားရင်းနေပေါ့နော်အမဘာလဲတိုက်သွားလဲဆိုတော့ဖုန်းကြီးစာမွေးဝင်နေတိုက်သွားတယ်ပေါ့နော်စာမွေးပွဲဆိုတာကကိုယ်တွားတဲ့အချိန်မဖြစ်ရသေးပါဘူးဒါမဲ့ခင်းထားတဲ့ခုံလေးတွေသဘောကျလို့ပေါ့နော်ရိုက်ထားတယ်ပေါ့နော်ဒီမှာကြည့်ရန်ကိုညီညီစီစီလေးပေါ့နော်ဒါမွန်ရဲ့တလေးပေါ့နော်ဒီမှာကြည့်ရန်ကိုစီပါတယ်ဒီမှာအကြည့်စီချွေလဲပါတယ်ပေါ့နော်ဒီမှာဒီမှာကိုဒီလောင်းတော်မူဖျားလဲဖူးပြီးဆိုတော့ဓာတ်ပုံလေးရိုက်တယ်ရိုက်ပြောလို့ရှိရင်တော့အမှဆင်းရင်ပေါ့နော်ဆင်းတဲ့ချိန်မှာဗားလဲတိုက်သွားတယ်အမှစတုတီကနောက်ကနေရထပ်ပြောပါတယ်နော်စတုတီကပါကျွေးပို့တော်လို့ချိန်ရဆိုဒူးရင်အောင်တို့ဒူးရင်ကိုကျွေးနေတာပေါ့နော်ကြည့်ပါအောင်တို့ဒူးရင်ပါဒီမှာကောင်းရင်းနဲ့အောင်တို့ဒူးရင်ပေါ့နော်အများကြီးပေါ့နော်ကြိုက်တဲ့လူကစားလို့ရပါတယ်ဒါလေးပေါ့နော်ဒီလိုထည့်ပြီးရန်လေးစားကောင်းပါလေအချိန်တုန်းကလူရင်ပေါ်တဲ့ချိန်တော့ဖြစ်မယ်တင်နော်ပြီးရင်လည်းမင်းတို့ဒီဆိုချက်တလောက်စားပဲနော်အမှဆိုရင်ကဲဒါလေးစားလို့ရှိရင်ဒီမှာဆင်ချိတဲ့နေတော့မဆင်လည်းရှိတယ်ပေါ့နော်တမီးတပုံရင်ကြောက်နေကြတယ်နော်ဒီမှာဝဝလည်းရှိပါတယ်ဒီမှာစုံပါပဲကလေးဆိုပို့သဘောကျမယ်လို့ထင်ပါတယ်အရန်လည်းစီပါတယ်နော်ဒါလေးတော့တစ်ခေါက်လို့ဖိုးတဲ့နေလို့ထင်ပါတယ်နော်အခုဆိုပို့စီပါတယ်ကဲဖိုးပြီးဆိုတော့နောက်တနေ့ရဆက်တော့မယ်ပေါ့နော်ပြန်ပါပြီရှင်